နောက်တနေ့နနက်မှာသူတို့ဟာစတီပင်ကိုမြို့ပြင်ခေါ်သွားပြီးကြောက်ခဲနဲ့မသေးမချင်းပြစ်ကြတယ်ရှောလူဟာခရစ်တော်ရဲ့နောက်လိုက်တွေကိုတတ်ဖို့နဲ့ဖမ်းဖို့ရန်အတွက်ဓမ္မသက်မြို့ကိုသွားဖို့စီစဉ်တယ်ရှောလူဟာသူ့စီးမဲ့မြဲကလေးကိုယူဖို့ညီဆောင်ထဲဝင်လာတယ်ဟေးငါမြို့ယူလာစမ်းငါဓမ္မသက်ကိုသွားမယ်တိတ်မကောင်းပါဘူးခင်ဗျာခြေချိုးတော့ဒီလိုနဲ့တော့မျိုးပြင်တောင်ရောက်မှာမဟုတ်ဘူးကြည့်ခြေတွေကကွဲနေဒီကောင်းကိုယူသွားမယ်စီပြမှာပါဒါချာကြီးတွေရဲ့ပြီးပါဗိမာန်တော်ရဲ့အရာရှိကိုအားခံတယ်ဗောမဟုတ်ပါဘူးဒီမျိုးကိုရောက်ခွင့်ကျွန်တော်မှမရှိဘူးလို့ပြောတာပါဒီမှာပတ်စံပို့ပေးထားခဲ့အခုမြည်ပြင်မေးစမ်းကောင်းပါပြီဒီမီကလေးရဲ့နာမည်ကအော်လီပါပေါလုဟာအော်လီကိုယူပြီးဓမ္မသက်ခရီးကိုစတင်တယ်အော်လီဟာသူ့အပေါ်ကျင်နာတတ်တဲ့သခင်နဲ့ဝေးရာကိုခေါ်ဆောင်ခြင်းခံရလို့ဝမ်းနည်းနေတယ်မကြပါဘူးအော်လီဟာမောပန်နွမ်းနယ်လာပြီးဖြည်းဖြည်းချင်းပဲသွားနိုင်တော့တယ်ဒါကိုရှောလူကအယမ်းစိတ်ဆိုးပြီးကြာဖို့နဲ့ရိုက်ပါတော့တယ်ဟေးဒီမှာမြည်ဖြူကလေးမြန်မြန်သွားမဟုတ်ရဲ့ကြာပွဲနဲ့ငါနာရိုက်ပြီးတော့မယ်သွားစမ်းအခုတော့အော်လီဟာပေါလုရဲ့ခန္ဓာကိုယ်အောက်မှာလဲကျလို့မတက်ဖြစ်နေပြီဒီဒုက္ခကနေကယ်လွတ်ဖို့ဘုရားရှင်ထံဆုတောင်းလိုက်တယ်ချိန်မှာကောင်းကင်ကအလင်းတက်တစ်ခုပေါ်လာပြီးရှောလူရဲ့မျက်နှာပေါ်ကျလာတဲ့အခါသူအရန်ကြောက်လန့်သွားတယ်။အော်လီပေါ်ကလည်းပြုတ်ကျသွားတယ်။ယေရှုဟာအတန်တော်နဲ့သူ့ကိုစကားပြောနေတယ်။ဒီအလင်းကြောင့်ရှောလူဟာမျက်စိကွယ်သွားတော့တယ်။ရှောလူဘယ်သူလဲကွာရှောလူဘာကြောင့်ကောင်ညင်းဆဲနေတာလဲဒီသခင်ဘယ်သူလဲသူ့ကိုမမြင်ရဘူးငါယေရှုပဲဓမ္မတက်ကိုတွားပါဘာလို့ရောက်လဲဆိုတော့ကိုပြောပြမယ်အော်လီဒီလိုလာပါဦးနင့်ကပြပြစီမြို့ထဲခေါ်သွားပေးပါနော်ပြီးတော့ငါ့ကိုခွန့်လွတ်ပါအော်လီနင့်ကိုအရန်ရက်ဆက်ခံပြီးတယ်ကွာက
ရှောလူဟာမျက်စိကန်းသွားတဲ့အတွက်အော်လီကိုမိပြီးသခင်ယေရှုကဘာလို့ခိုင်းမလဲဆိုတာကိုစောင့်ဖို့ရန်ဓမ္မသက်မြို့ကိုဆက်သွားတယ်။နောက်ဆုံးတော့ရှောလူရဲ့အဖော်တွေဟာသူ့ကိုအာနနိရဲ့အိမ်ထဲကိုခေါ်သွားတယ်။ ရှောလူသခင်ယေရှုကတင်မျက်စိမြင်ဖို့နဲ့ဝိညာဉ်တော်နဲ့ပြေးဝစေဖို့ငါ့ကိုဒီမှာစေလွတ်ထားတယ် ငါမြင်ရပြီငါမျက်စိထဲကတစ်ခုခုဖယ်ထုတ်လိုက်တယ်လို့ပဲ အော်လီဟာရှောလူကျမ်းမာခြင်းရတာကိုမြင်တဲ့အခါသူ့သခင်ရဲ့သားလေးဂျေဟုကျမ်းမာခြင်းရတာကိုပြန်မြင်အောင်လာတယ်။ဒါနဲ့သူဟာအိမ်ကိုသတိရပြီးစငိုတော့တယ်။ ဓမ္မတက်လမ်းမှာသူမျက်စိကန်းတော့ကျွန်တော်ပို့ခဲ့ပြီးပြီအခုတော့အိမ်ရမ်းပြန်နေတယ် ဝမ်းမနေပါနဲ့ပျော်ပျော်နေစမ်းပါဓမ္မတက်ကအရန်ကောင်းတဲ့မြို့ပါဒါနဲ့မင်းကဘေးကလာတာလေ တခင်ကဘေးတနည်းကပါ မင်းတခင်ကဒီကိုလာပြီးမင်းကိုကဲတင်မယ်ဆိုတာဘယ်သူကသိမှာလဲ လတွေကုန်လွန်ပြီးနောက်ရှောလူရဲ့တရားဟောချက်တွေဟာတရားစီရဲ့ခေါင်းဆောင်တွေကိုတုန်လှုပ်သွားစေတယ်။ဒါနဲ့ရှောလူကိုတတ်ဖို့ကြံစီလာကြတယ်။အော်လီလည်းဓမ္မတက်မြို့မှာကြာကြာနေရတော့ဗေဒနီကသူ့ရဲ့အိမ်ကိုအရန်ပဲလွမ်းဆွတ်တာပေါ့။သူ့ကိုယ်တွေကိုလည်းသတိရတယ်။အဲလစ်ဇဘက်ဟာသူ့အန်တီရီဘက်ကာနဲ့ဓမ္မတက်မြို့ကိုသွားပြီးအော်လီကိုရှာဖို့အမေထံမှာခွင့်တောင်းတယ်။ဒီလိုနဲ့ပဲဓမ္မတက်မြို့ကတဲခိုခန်းတွေမှာအော်လီကိုတွေ့လို့တွေ့ညာမေးမြန်းရှာဖွေနေတော့တာပေါ့။ သူ့မတွေ့ဘူးဆိုတဲ့ချာလားသူအမီးတစ်လေးပါသူ့ရောင်အဖြစ်ဖြူဖတ်ဖတ်လေးပါ သမီးဒီလေးတဲ့ဆင်းသွားပြီးရှာကြည့်ပါလားမြို့ကလူတွေကများသောအားဖြင့်သူတို့တရိษံတွေကိုအဲ့ဒီမှာထင်းကြတယ် ဒီကနေရောင်းဝေးလား မိုးရပါဘူးချုပ်ကဲတလုံးပစ်စာလို့ပဲဒီအနုပ်ပဲဖြတ်လန်းကသွားယူဒဘုရားကျောင်းကိုဖြတ်ပြီးရောက် သူတို့ဟာလမ်းကြားမှာဖြတ်သွားတော့တရားစီရဲ့တစ်ခုရဲ့ပြတင်းပေါက်ကတဆင့်အော်ပြောတန်ကိုကြားရတော့ခဏရက်ပြီးနားထောင်ကြတယ် ကျွန်တော်တို့သူ့ကိုတတ်တယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့ငါတို့ရဲ့တဝက်လောက်ဟာပြောတဲ့ယေရှုကိုယုံကြည်ကြပြီ။ဒီတိုင်းကြာလွတ်ထားရင်တော့ကြာရင်ငါတို့ဘက်မှာမတူမရှိမှမဟုတ်တော့ဘူး။ကျွန်တော်ဆရာဟဲ့တာပြောတာကိုတော့တူတယ်။သူ့ကိုဒီတိုင်းမထားပဲ။ဒီညယူလိုက်မှအိတ်တဲ့ချိန်ကျွန်တော်တက်ရအောင်။ပြီးတော့မြို့ထက်ပေါ်မှာလည်းကိစ္စတွေထားရအောင်။ဟောရင်ထွက်ပြေးသွားလိမ့်မယ်။ ရဘတ်မင်းတော်မျိုးတွေတွေ့ကြရှိတယ်လို့ဆိုတော့ညာကြောင့်တဲ့ဒီ season ကိုဥဆောင်နိုင်မလားမင်းကိုလွတ်ဆောင်ပေးဖို့ငါ့ဘုံကလုံလောက်ရှိပါတယ် သွားမယ်သွားမယ် ကဲတော့ရှာပါရှာလို့ဖြစ်တာဟုတ်တယ်မနေ့တတ်တယ်တိုက်ရမယ် ရှောလူကအော်လီကိုခေါ်သွားမယ်လို့ထင်သလား ကျမတည်းရတစ်ခုတော့ရှိတယ် ဖြစ်နိုင်တယ်စဉ်းစားကြည့်သူဟာယေရှုအကြောင်းကိုဟောတယ်ကဲတို့သွားပြီးသူ့ကိုကြားခဲ့တဲ့အတိုင်းပြောရအောင် ဘယ်သူလဲခင်ဗျားတို့အတွက်ကျွန်တော်ဘာကူညီပေးရမလဲ ကျမရဲ့အော်လီဗာမရှေ့ဆိုသိရှင်လို့ပါ ညီကလေးဥဝယ်ခဲ့တာလေညီဆောင်နဲ့ပတ်စံမပေးခဲ့ဘူးလားသူ့ကိုငွေရင်းက25ပြားပေးခဲ့တယ်လေ မပေးဘူးဒါကြောင့်သူခိုးခံရပြီထင်တာ ဖះကိုချီးမွမ်းပါသူနေကောင်းပါတယ်ဒါမဲ့အိမ်ကိုလွှမ်းနေတယ်လို့ပဲသူ့ကိုဟိုဘက်မှာသွားတွေ့လို့ရတယ် ကျမတို့ရှင်းတဲ့အရေးကြီးကိစ္စဆွေးနွေးစရာရှိတယ်အိမ်ထဲကိုဝင်လို့ရမလားအဲလစ်ဘတ်တမိမမလဲ မပူပါနဲ့သူမြေးကလေးကိုသွားကြည့်ရပါထူးခြားတဲ့မြေးကလေးပဲနော်တီကြားရအောင်စုမတောင်းပေးဘူးဆိုရင်ငါလေးဘာဖြစ်မလဲမသိဘူး တော်လူဒီမျိုးကထွက်သွားမှဖြစ်မယ်ခေါင်းဆောင်တွေကဘာရဘတ်ကိုငွေပေးပြီးရှစ်ကိုတက်ခိုင်းကြတယ်သူတို့အစီအစဉ်ကဒီညရှင်အိတ်နေတဲ့အချိန်မှာလုပ်ဖို့ပဲပြီးတော့မြို့ထွက်ပေါက်တိုင်းမှာအဆောင်တွေထားထားတယ်ဒါကြောင့်ရှင်ကအတိမပေးပဲထွက်သွားလို့မရဘူး ငါရှောလူမဟုတ်တော့ဘူးငါပေါ်လူဖြစ်သွားပြီငါမသွားနိုင်ဘူးရဘက်ကငါဒီမှာစပြုတ်ခဲ့ပြီ အစီအစဉ်အတိုင်းသွားဖို့သွားရမယ် ဒီညပဲထွက်သွားတာပေါ့ငါ့ကိုချင်းနဲ့တူအောက်ချပေးမဲ့သူတွေရှိတယ်မင်းနဲ့အဲလစ်ဇဘက်နဲ့မိကလေးကတရောင်းစားတွေနေတဲ့လမ်းကနေစောင့်နေပါ ရှောလူကိုတတိပေးပြီးတဲ့အခါရီဘက်ကဟာအဲလစ်ဘက်ကိုလည်းသူ့ရဲ့အကြံစီတွေပြောပြဖို့ရင်းဆောင်ဘက်ကိုထွက်လာခဲ့တယ်အဲ့ဒီမှာအော်လီကိုတွေ့လိုက်ရတော့အရန်ပဲဝမ်းသာသွားတယ်နားထောင်နေတဲ့ကောင်လေးကိုတော့တတိမထားမိတော့ဘူး အဲလစ်ဘတ်သူကလူကောင်းပဲဘောလူကမိုးချုပ်ပြီးနောက်သူတော်စားတွေနေတဲ့နေရာမှာတွေးကြဖို့ပြောတယ်